ဒီအပိုင်းမှာတော့ NATO နဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေတော်တော်လေးမြင့်နေတာကိုတွေ့ရတယ်အဓိကတော့ဒီဝါဒဖြန့်ရုပ်ရှင်ပေါ့လေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါဒဖြန့်ရုပ်ရှင်ရိုက်ထားတဲ့အပေါ်မှာဝေဖန်တာမြင့်တက်နေတာမျိုးတွေတွေ့ရတယ်ဆိုတော့ NATO ဘာကြောင့်ဒီလိုရုပ်ရှင်ကားတွေပေါ့ရိုက်ဖြစ်တယ်လဲဆိုတာကိုစဉ်းစားဖို့လိုတယ် NATO တကယ်ပဲဒီလိုရုပ်ရှင်ကားတွေကိုရိုက်ချင်တဲ့အတွေးခေါ်တွေသူ့ရဲ့ပျော်ရွှင်မှုတွေကဒီလိုနေပေလားဆိုတာကိုစဉ်းစားဖို့လိုတယ်နော်ကျွန်တော်တို့မမြင်နိုင်တဲ့နောက်ွယ်ကအကြောင်းရင်းတွေများစွာရှိနိုင်တယ်ခေတ်ကမကောင်းဘူးခေတ်ကပြက်နေတဲ့အနေအထားမှာခေတ်ကအာဏာရှင်တွေစိုးမိုးထားတဲ့ခေတ်ဖြစ်နေတဲ့အနေအထားမှာ NATO ရေလို့မဟုတ်ဘူးဘယ်သူကိုမဆိုစစ်ကောင်စီကနေပြီးတော့အတင်းအာဓမစစ်မုံထမ်းခေါ်တာဒါမှမဟုတ်ရင်အာဓမခိုင်းစေတာနော်အာဓမအကြမ်းဖက်တာတွေမျိုးစုံလုံးဆောင်လို့ရတယ်လိုအပ်ရင်လိုအပ်တယ်လို့မလိုအပ်ရင်မလိုအပ်တယ်လို့ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ကဒါကိုနားလေရမယ်ဟိုတိုင်းပြည်ပြက်နေတဲ့အနေအထားမှာနေတော့မှဘလို့တွေဖိအားတွေရှိနိုင်မလဲမြန်မာနိုင်ငံရဲ့ထိပ်တန်းရုပ်ရှင်မင်းသားတစ်ယောက်အနေနဲ့အာဏာရှင်တွေကဒါမျိုးလုပ်ပေးပါလို့ကမ်းလှမ်းလာခဲ့မယ်ဆိုလို့ရှိရင်သူ့မှာညင်းပေလို့မရနိုင်တဲ့အခြေအနေတွေများစွာရှိနိုင်တယ်သူ့ရဲ့နောက်မှာမိသားစုတွေရှိတယ်သားမယားတွေရှိတယ်ကိုယ့်ရဲ့ဘဝကိုမျက်ွယ်ပြုတ်ခဲ့ရင်တောင်မှပဲနောက်ွယ်မှာမိသားစုတွေအများကြီးရှိတယ်အကုန်ဒုက္ခရောက်သွားမယ်ပေါ့လေဆိုတော့နေတော့ကဒါမျိုးတွေကိုလက်မခံဘူးဆိုလို့ရှိရင်သူဘာဖြစ်သွားနိုင်မလဲဆိုတော့ဒီအကောင်းမြင်တဲ့အတွေးခေါ်တွေရှိတယ်မင်းတို့မြန်မာနိုင်ငံမှာ coach တွေနေတာမဟုတ်ဘူး online တွေမှာပြောနေတာ positive thinking တော့ positive attitude တော့နော် positive sense တော့ဆိုတာမင်းတို့ online ပေါ်ကလူငယ်တွေအဲ့ဒီအတွေးခေါ်တွေဘေကိုရောက်ကုန်တယ်မင်းတို့နေတိုင်းပြောနေတယ်နားထောင်နေတယ်မင်းတို့နေတိုင်းဟောပြောနေတယ်မင်းတို့အဲ့ဒီလို positive attitude တွေမရှိဘူးဆိုလို့ရှိရင်စစ်အာဏာရှင်စနစ်လက်အောက်ကနေလွတ်မြောက်သွားရင်တော့မင်းတို့ရဲ့တိုင်းပြည်ကအကောင့်ဖက်ကိုဥတည်လာမယ်လို့မင်းတို့ယုံကြည်သလားအခုမင်းတို့ပြောတဲ့နေတို့ချူလေးတို့ဟာရုပ်ရှင်မင်းသားတွေမြင့်မြတ်တော့ဘာညာရတယ်သူတို့ညှိပေလို့မရဘူးဒီခေတ်ဒီကာလထဲမှာညမျိုးတွေလောက်ပါလို့အပေါ်ကနေပြီးတော့ဖိအားပေးလာမယ်ဆိုလို့ရှိရင်နေတို့ရေမှမဟုတ်ဘူးနော်မင်းတို့ရဲ့အမေအဖေတွေလည်းမငင်းပေနိုင်ဘူးနားလေလားအခုလက်ရှိလူငယ်တွေစစ်မှုထမ်းဖန်ဆီးခေါ်ဆောင်ခံရတာတွေများစွာရှိတယ်ဘယ်သူကမှဒီစစ်တပ်ကိုကောက်ွယ်ပေးလို့တဲ့စိတ်နဲ့ဒီစစ်မှုထမ်းဥပဒေလက်အောက်ကိုဝင်သွားတာမရှိဘူးနော်အတင်းအာဓမတွေဖန်ဆီးခေါ်ဆောင်ခြင်းခံရတာဒီလိုပဲအနုပညာလောကမှာလည်းပဲစစ်ကောင်စီကသူ့ရဲ့ဝါဒဖြန့်ရုပ်ရှင်အတွက်ဒါမျိုးတွေလုပ်ပြပါဆိုရင်လုပ်ကိုလုပ်ပြရတယ်ဘာလို့လဲဆိုတော့ तू ကအနုပညာနေပေမှာမို့လို့နေတို့ရဲ့အမေက road ရှင်းတဲ့ပုတ်ဆိုပြပါဆိုရင် तू ညင်းပေလို့ရတယ်ဆိုနိုင်မှာမဟုတ်ဘူး तू ကဆိုလို့မဟုတ်ဘူးဒါပေမဲ့အနုပညာနဲ့ပတ်သက်ပြီးတော့တရုပ်ဆောင်ဖို့လိုအပ်တယ်မင်းနေတို့တရုပ်ဆောင်ရမယ်ဆိုရင်သူ့မှာ PR ရရှိလာခဲ့ဆိုရှင်ကသူ့မှာညင်းပေလို့မရဘူးနေတို့ရဲ့မှမဟုတ်ဘူးမင်းတို့ဆောင်းရမ်းချစ်တဲ့ Indra Josen တို့ပြည်တီဥတို့လည်းပဲဒီလိုအားမျိုးတွေကန်းခန်းလာခဲ့မယ်ဆိုရင်ညင်းပေနိုင်ခွင့်မရှိဘူးအခုတော့ဒေတို့ပေါ့လေပထမအုပ်ဆုံးပေါ့နောက်ပိုင်းဖြစ်လာနိုင်ရှိတယ် Indra Josen တို့ပြည်တီဥတို့လည်းပဲဒါမျိုးဇက်ကားတွေထွက်လာနိုင်ရှိတယ်မင်းတို့ကတော့အခုနေတို့ကိုဗလိန်နေတာပေါ့လေနော် Indra Josen တို့ပြည်တီဥတို့ထွက်လာတဲ့အခါမင်းတို့ဗလိန်မလားနှိမ့်သိမ့်မလားအကောင်းမြင်တဲ့အတွေးခေါ်နေပဲကြည့်မလားဆိုတာအဲ့ဒီကမင်းတို့ကိုကြည့်မယ်နော်တေချာပေါက်ထွက်လာအောင်ပါ Indra Josen တို့ပြည်တီဥတို့ရိုက်တဲ့ဇက်ကားတွေလည်းဒါအခုပထမတက်ကားပဲရှိသေးတယ်နောက်ထပ်ထွက်လာအောင်ပါဆိုတော့နေတို့ Indra Josen တို့ပြည်တီဥတို့ရေတော့မဟုတ်ဘူးအနုပညာရှင်လောကတစ်ခုလုံးဟာဒီခေတ်စနစ်ဆိုမှာသူတို့ခိုင်းရင်ခိုင်းတဲ့အတိုင်းလိုက်လုပ်ပေးရမယ်ဆိုတော့ကိုယ့်ရဲ့ဘဝလုံခြုံရေးအတွက်အသက်အန္တရာယ်အရာနော်လုံခြုံရေးအရာလုပ်ပေးရမယ်ခန့်ကဏ္ဍတွေနောက်ွယ်မှာမမြင်နိုင်တဲ့ဖိအားတွေများစွာရှိနိုင်တယ်ဆိုတာကိုနားလည်ထားဖို့လိုတယ်ဆိုတော့မင်းတို့ online ဘောကစေတီတွေနော်နိုင်ငံရေးသိပ္ပံပညာရှင်တွေမင်းတို့တွေနော် positive attitude ဆိုတာကောင်းရေးကြီးတယ်နော်အဲ့ဒီအတွေးကိုမရှိဘူးဆိုလို့ရှိရင်မင်းတို့တန်းပြလွတ်မြောက်သွားရင်လည်းပဲမင်းတို့ထပ်ပြဲအောင်မှာထပ်ပျော်အောင်မှာပြည်တွင်းစစ်တွေထပ်လာအောင်မှာအကောင်းမြင်မှာလူတွေဘလို့အခက်အခဲတွေနဲ့ကြုံတွေ့နေရလဲဆိုတာတခိုးကိုကြတော့တနာပြီးတော့နေတော့မှဘလို့အခက်အခဲတွေရှိတယ်ဆိုတာကြတော့ရှင်တော့စာနာစိတ်မရှိဘူးပြောစင်အောင်ပြောနော်ပြစ်တင်ဝေဖန်နေကြတာတွေမင်းတို့ရက်တော့နေတော့ရခိုင်အနုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့ပြောဖို့ဆိုဖို့လိုအပ်လာတယ်ဆိုလို့ရှင်တော့ရခိုင်သားတွေပဲပြောမယ်ရခိုင်လူထုကပဲပြောမယ်ဟုတ်ပြီနော်ရခိုင်လူထုကပဲမုန်းစရာရှိတာကိုပြောမယ်ဆိုရင်ရခိုင်လူထုပဲပြောမယ်အဲ့တော့မင်းတို့ဟောတကောင်ပြောထားတာရှိတယ်ဗါလဲဒီလိုမျက်နှာပြောင်တဲ့ပုံစံနဲ့ရခိုင်ပြည်ကိုဘယ်လိုပြန်သွားမလဲဘယ်လိုသွားမလဲ
ရခိုင်ပြည်ကိုပြန်လာဖို့ကရခိုင်သွေးတစ်ဆက်ပိုင်တော့ပြန်လာလို့ရတယ်ရခိုင်သွေးတစ်ဆက်ပါတယ်ဆိုရင်အာရခပြည်ကနေပြီးတော့ဘယ်လိုရခိုင်လူမျိုးကိုမဆိုနှွေးထွေးစာဖိတ်ခေါ်တယ်ဆိုတာကိုပြောကြလို့တယ်မင်းတို့ပြောနေဆိုရခိုင်လူထုတွေဒီလိုမျက်နှာနဲ့သွားလို့ရှိရင်ကြိုဆိုမလားဆိုတာရခိုင်ပြည်သူလူထုတွေကကြိုဆိုတယ်ဟုတ်ပြီနော်ရခိုင်သွေးတစ်ဆက်ပါခဲ့တယ်ဆိုရင်တော့မှရခိုင်ပြည်ကနှွေးထွေးစာကြိုဆိုတယ်ဆိုတဲ့အကြောင်းကိုမင်းတို့ကိုတင်ကောင်းပါလို့တယ်အဲ့တော့ရခိုင်အနုပညာရှင်တွေဖြစ်နေတဲ့ပြက်နေတဲ့ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီးတော့ရခိုင်ပြည်သူတွေနားလေတယ်နားမလေတာကမင်းတို့ဆိုတော့ပြောဖို့ဆိုဖို့လိုအပ်လာတယ်ဆိုလို့ရှိရင်တော့ရခိုင်ပြည်သူတွေကပဲပြောမယ်ဆိုတာကိုလေးလေးစားစားနဲ့မေတ္တာရက်ခံပြောကြတော့ပါတယ်โอเคကျေးဇူးလေးတင်ပါ